အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့သူတောက်အောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပေါ့နော်။အနေပြန်ဆိုလို့ရှိရင်ကျွန်တော်တို့23ရက်6လ2026အင်္ဂါနေ့လေးကိုထပ်မံပြီးတော့ရောက်ရှိလို့လာပါပြီ။အင်္ဂါနေ့နေကုန်းစားအချိန်လေးမိန်းလေးပတ်တီးလေးတွေထပ်မံပြီးတော့လာတင်ပေးရင်းနဲ့ကျွန်တော်ညကတင်ပေးတဲ့တဲမှာမတွေ့လိုက်မမြင်လိုက်တဲ့ညီကိုမောင်နှမတွေအားလုံးနော်တပတ်စာနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့ဇာတို့လေးတွေကိုလည်းဒီဗီဒီယိုဖိုင်လေးထဲမှာထပ်မံပြီးတော့ထည့်ပြောပေးသွားမှာဖြစ်လို့ဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ပေးပါနော်အားလုံးပဲဒီနေ့တနင်္လာနေ့လေးမှာတော့เนาะကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပတ်တီးသမားတွေအဖွင့်လာခဲ့ကြပြီเนาะ3ပတ်တီး3ကိုရကြလိမ့်မယ်เนาะပတ်တီးသမားတွေကဲအားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပေါ့เนาะဘာလို့ရလို့လဲဘာမှပေးစရာမလိုပါဘူးစေတနာနဲ့တင်ပေးတာဖြစ်ပါတယ်เนาะကဲဒါကြောင့်မို့ကျွန်တော်မနေ့ပြန်အင်္ဂါနေ့မှာလည်းအကြိုက်ဆုံးအကောင်းဆုံးဆိုတာလေးတွေကိုထပ်မံပြီးရွေးချယ်ပြီးလာတင်ပေးတာဖြစ်တယ်အကြိုက်တွင်လိုက်စောပါအကြိုက်မတွင်တော့အားလုံးပဲเนาะကြော်တော့ပြီးလို့ရပါတယ်ကဲ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုဖိုင်လေးကိုမြင်မြင်တွေ့ပြီဆိုရင်เนาะတယောက်မြင်တယောက် share ပါနှစ်ယောက်မြင်နှစ်ယောက် share ပါเนาะအားလုံးများမြင်များတွေ့နိုင်အောင်ဝိုင်းဝန်းပြီးတော့ share ခြင်းအပြင်ကူညီပေးပါ like လာမှာတဲလေးတွေနဲ့ဝန်းရံပေးပါကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုနေ့စဉ်နဲ့များမြင်မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်နေ့ပြန်23ရက်နေ့တိုက်ကလေးမပြောခင်မှာတပတ်စာနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့ဇာတိုးလေးတွေကဒီတပတ်မှာထုတ်ထားတာ1 2 4ပေါ့နော်ဒါတပတ်စာမှာလုံးဝမပြောက်တဲ့ဇာတိုးတွေဖြစ်ပါတယ်မိမိကြိုက်တဲ့တရားရွေးချယ်ပြီးတော့လိုက်နိုင်ပါတယ်ကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့23ရက်နေ့အင်္ဂါနေ့နေကုန်စာမှာဘိုင်းနေတဲ့ဆိုရင်တော့6ဘိုင်း1ဘိုင်းမှာ6ပတ်တီး1ပတ်တီးပေါ့နော်အားအကောင်းဆုံး6နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်ကျွန်တော်တို့မနေ့ပြန်မှာနော်6 4 6 1နော်60 sorry 64 61 63 62ပဲဖြစ်ပါတယ်เนาะ64 61 63 62ပါဒါ6နဲ့ပတ်သက်တဲ့ main ကွက်ပါ1နဲ့ပတ်သက်တာကတော့1 4เนาะ1 2 10 13ပဲဖြစ်ပါတယ်เนาะ1 4 1 2 10 13ပါဒါ1နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါ comment မှာချရေးပေးတော့ပါနော်ကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုက်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်လည်းကျွန်တော်ရဲ့နော်ချမိတ်ဆွေညီကိုမောင်နှမများအားအကောင်းဆုံးအချိန်ဒီ6တစ်အချိန်ပါနော်အဓိကဗတ်တီးကိုဦးစားပေးဆော့တဲ့ညီကိုမောင်နှမတွေဆိုရင်မနေ့ပြန်အင်္ဂါနေ့မှာလည်းထပ်မံပြီးတော့နော်အားအကောင်းဆုံးဗတ်တီးဒီ6ဗတ်တီး1ဗတ်တီးဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါ့လို့ရလို့လည်းဘာမှပေးစရာမလိုပါဘူးအခုလိုကြည့်ရှုပေးတာအထူးထူးပဲကျေးဇူးတင်ပါတယ်နော်မနေ့ပြန်အင်္ဂါနေ့မှာလည်းအားလုံးပဲထပ်မံပြီးရကြပါစေအားလုံးပဲကံကောင်းကြပါစေဗျ